ဒီကနေ့ဝါသနာရှင်ညီကိုတို့ကိုပြောပြခြင်းတဲ့အကြောင်းအရာတစ်ခုကတော့နိုင်ငံခြားတိုက်ချက်မျိုးများနဲ့မြမမျိုးရင်းတိုက်ချက်များရဲ့အားနည်းချက်အားသာချက်အချို့ကိုပြောပြခြင်းပါတယ်နိုင်ငံခြားမျိုးတွေထဲမှာဗီယက်နမ်မျိုးထိုင်းယူရီးယားမျိုးတို့ဟာခန္ဓာကိုယ်အရေပြားအယိုးအဆက်ထူတဲ့ခိုင်ခိုင်အားကောင်းပြီးတော့တိုးအားမှွေအားကြက်ဘူးကြက်ကကောင်းပြီးတော့ခွတ်ပေါက်ကောင်းပြီးကြောဒူကုတ်လေပင်ခွတ်ချက်များကောင်းမွန်ပါတယ်ယူရီးယားအတိုးဖိနဲ့တွေ့ရင်ဗမာတိုက်ချက်များပြန်ခွတ်နိုင်ဖို့ရုန်းကန်ကြရတာများပါတယ်ရိုင်းပတ်ဝိုင်းများတွင်တော့ယူရီးယားအတိုးဖိနဲ့ဗမာတိုက်ချက်များတွေ့ရင်ယူရီးယားကွိုင်ချင်းတန်လိုက်တို့ဘက်ကနိုင်ဖို့များပြီးစီးတော့ကောက်ကူမြေဝိုင်းအတွင်းဆိုရင်တော့စောစောစီးစီးယူရီးယားတန်လိုက်တို့ကွိုင်တို့ဘက်ကနိုင်အောင်မခွတ်နိုင်လို့ရေရှည်2 နာရီ3 နာရီကြာအောင်ခွတ်လာရပြီဆိုရင်တော့ဗမာမျိုးရင်းတိုက်ချက်တွေဘက်ကနိုင်ဖို့များသွားပြီဖြစ်ပါတယ်ဗမာမျိုးရင်းတိုက်ချက်များမှာလဲကြက်ရောကြက်ဖြက်ကောင်းပြီးတော့ကြက်ရောဖမ်းသက်ကောင်းပြီးယူရီးယားအောက်တိုးအပေါ်ပြီးတွေကိုပိုင်နိုင်တဲ့ခွတ်နိုင်တဲ့ကောက်ခွတ်နိုင်တဲ့မျိုးနဲ့ယူရီးယားလဲဖိတာကိုအဖိမခံပဲရှေ့ကိုအနှဲငယ်ပြေးပြီးတော့လှက်ခွတ်တတ်တဲ့ဗမာမျိုးရင်းပေါ့ကြက်ယူခေါ်ပတ်ပြေးယူရီးယားထိုင်းလန်းအခေါ်ကတော့မားလော့ပတ်ပြေးမျိုးနဲ့ခွတ်လန်းချိန်ပြီးတော့တိုက်နိုင်ရင်ကောင်းပါတယ်ယူရီးယားကွိုင်ချင်းတန်လိုက်နဲ့ဗီယက်နမ်ကနွိုင်တို့ရဲ့အားနည်းချက်ကတော့ရေထဲမိုးထဲကြက်ကြိတ်ခန်းထိရောက်လာပြီးပွဲချိန်ကြာလာပြီဆိုရင်မျက်လုံးပြောက်တာမျက်စိတစ်ဖက်ကန်းတာနှုတ်သီးကျွတ်တာသွေးထွက်များတာတို့ဖြစ်ရင်တော့ကြက်စိတ်နဲလာတာလက်ထဲရေကူရင်းနဲ့ညှောင်ထိုးကြက်မတန်ပေးပြီးတော့ပြေးသွားတာတွေကတော့3,500 ကန်ကြမှာအချက်မပြစိတ်ကနေမပြမပြောမဆိုနဲ့ပြေးသွားတာတွေဝိုင်းထဲမှာတွေ့မြင်နေကြဒါမျိုးတွေရိုးနေပြီလို့တောင်ပြောရမှာပါခင်ဗျာမြမမျိုးရင်းအမိုက်ဒုံးအမိုက်အတက်အခွတ်အတက်လေဖိလမ်းအလိမ်မှာကြက်ယူပတ်ပြေးစားတဲ့မြမမျိုးရင်းတိုက်ချက်တွေရဲ့အားသာချက်ကတော့အတက်ထိုးအတက်ဆူးမြန်ခြင်းခွတ်ချက်ဒဏ်ရာပေးမှန်ခြင်းမျက်လုံးမျက်ထိပ်နှစ်ဆက်နဲ့နောက်ဆက်အမာခွတ်ခြင်းကြက်ပိတ်ကြက်ကကြက်ရောဖမ်းတာကောင်းမွန်ခြင်းကြက်ပုတ်ကြက်ဆက်ကောင်းခြင်းไก่လုံးကနှုတ်ရွခြင်းစတဲ့ကောင်းမွန်တဲ့အချက်များစွာရှိပါတယ်မြမမျိုးရင်းတိုက်ချက်တွေရဲ့အားနည်းချက်ကတော့ကြက်ဘူးကြက်ကအတိုးဖိတံကိုမခံနိုင်ခြင်းယူရီးယားအတိုးအဖိကိုမကွတ်တတ်ခြင်းယူရီးယားကြက်တွေတိုးတာဖိတာနဲ့တင်အလိုလျောက်ဗမာမျိုးရင်းကြက်တွေအားကုန်သွားခြင်းလို့ဖြစ်တတ်ပါတယ်ဝါသနာရှင်ညီကိုတို့မြမတိုက်ချက်တွေကင်မယ်ဆိုရင်စီးထောက်ကောက်ကူမြေစည်းဝိုင်းတွေမှာကစားတင်ပြီးတော့ဝိုင်းခိုင်းတင်ပြီးယူရီးယားအတိုးဖိတွေကိုကင်မယ်ဆိုရင်တော့ရိုင်းပတ်ဝိုင်းတွေမှာကစားတင်တယ်လို့ကမ္မလူကိုရွှေမောင်းက